ဒီရပိုင်းကျမရဲ့မျက်နှာလေးမှာထူးခြားပြီးတော့မှပြောင်းလဲသွားတာလေးတစ်ခုရှိရဲအဲ့ဒါဘာလေးဖြစ်မလဲဆိုတော့ဒီမှာနော်အရင်ဆိုလို့ရှိရင်အဲ့လိုမျိုးပြုံးလိုက်တာနဲ့ဒီနားမှာအရေးကြောင်း2ကြောင်း3ကြောင်းလောက်ကတော့ပေါ်နေပြီအခုလုံးဝမပေါ်ဘူးလေမကြည့်နော်ပုံမှန်အတိုင်းပဲမသိမျက်နှာကိုသွားပြီးတော့မှ collagen ကြိုးလေးတွေသွားထိုးထားတာကြာနေတာအဲ့လိုမျိုးမျက်လုံးလေးရကွယ်တင်းတင်းရင်းရင်းလေးဖြစ်နေရဲ့အရေးကြောင်းလေးပျောက်သွားတယ်ကျမတော်တော်သဘောကျနေအဲ့ဒါဘာလေးသုံးတာလဲဆိုတော့တစ်ချက်ပြပေးမယ်ကြည့်အောင်ဒီမှာပါရှင်ဒီဆိုး1988ရဲ့ Retinol Eye Cream လေးကိုသုံးတာတပူးတော့မကုန်သေးဘူးဒါစားရစသုံးချင်းတော့ဆိုလို့ရှင်တော့သူ့ကိုတစ်ပတ်လုံးမှာ2ချိန်3ချိန်လောက်ပဲသုံးတယ်သတိမထားမိဘူးပေါ့နော်ဒါပေမဲ့ဒီနောက်ပိုင်းမှာတော့နေ့တိုင်းပုံမှန်လေးသုံးဖြစ်နေတဲ့အချိန်မှာဒီည skin care တဲ့အချိန်မှာသတိထားမိရလေးကတော့ပြုံးပြောမှပေါ့နော်ကိုမှန်တယ်မှကြည့်ပြုံးပြီး skin care နေတဲ့အချိန်မှာအရေးချောင်းနေမတွေ့တော့အရန်အော်သွားတယ်လားဒါလေးတော်တော်မစိုးပေါ့နော်ပေးရတဲ့ဈေးနဲ့အရန်ကိုမှတန်တယ်ပစ္စည်း quality ကောင်းလို့ရှိရင်ဈေးနှုန်းကလည်းအနည်းငယ်တော့ high ဖြစ်တယ်ပေါ့နော်ဒါပေမဲ့သူ့ကိုပေးရတဲ့ဈေးနှုန်းနဲ့သူ့ရဲ့ပြန်ရတဲ့ result ကတော့လုံးဝ so amazing ပေါ့နော်ဒါလည်းအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တန်တယ်လို့ခံစားရတယ်ပေးရတဲ့ဈေးထက်ပြန်ရတဲ့ result ကလုံးဝတန်တယ်နော်တပူးတော်မကုန်သေးပဲနဲ့ရလက်တိတာရဆိုလို့ရှိရင်တော့ဒါပါပဲဖြစ်ပေးရချိုးနဲ့တယ်လေနော်အဲ့တော့ဒါလေးကမင်းဆိုင်မှာတိတ်ပြီးတော့မှတော့မကြော်ညာပေးဖြစ်ဘူး။ဘာကြောင့်လဲဆိုတော့ तू ကသူ့ဟာနဲ့ तू ပေါက်ထားပြီးသား brand ဖြစ်တယ်။နာမည်ကြီးပြီးသား brand ဖြစ်တဲ့အတွက်ကြောင့်တိတ်ပြီးတော့မှမကြော်ညာပေးဖြစ်ပေမဲ့ရောင်းနေရတာလောလောဆယ်ဒီတပူးပဲရှိတော့တယ်။အခုကကိုယ့်ရဲ့မျက်နှာကိုကြည့်ပြီးတော့မှလုံးဝ amazing ဖြစ်သွားလို့လာပြီး review လာပေးရပါရှင်။တို့အဲ့လိုမှယူမယ်ဆိုလို့ရှိရင် Viber သို့မဟုတ် TikTok စီမှာဝယ်ယူအားပေးလို့ရပါရှင်။